ညံ့ဦးရန်အချိန်ဖြစ်တော်လဲရွာပြင်တုတ်တန်နဲ့နီးသည့်ထိုလန်းကလေးမှာပစင်းရင်ခွဲတန်မှအပတိတ်ဆိတ်လွန်းနေသည်အောင်ကျော်တယောက်မြို့ကပြန်လာပြီးရွာထိပ်အရောက်တွင်စိုင်းကဲပြတ်သွားသဖြင့်တွန်းလာခဲ့ရသည်ခြေလန်းတိုင်းကဖုံတော်ထဲမှာတပြက်ပြက်နဲ့အတန်မြည်နေသည်တုတ်ဒီအချိန်မှပြက်ရတယ်လို့သူ့ဘာသာရီရွရင်လမ်းဘေးကညောင်ပင်ကြီးအောက်အရောက်တွင်နောက်နားစီမှတုတ်ဆိုသည့်လျှာရိတ်တန်လူလက်ဖြောက်တီးတန်လူအတန်တစ်ခုကိုကြားလိုက်ရသည်အောင်ကျော်လှည့်ကြည့်တော့လဲဘာမှမရှိလေတိုးတန်ကြောင့်ဖြစ်မှာပါဟုကိုအားပေးရင်အရှိန်ညှင့်တွန်းလာခဲ့သည်တုတ်တန်ချန်စီယိုအနာအရောက်တွင်အတန်ကပူနီးကပ်လာသည်ယခုတခါတွင်မူလက်ဖြောက်တန်ကသူ့ပခုနားလိသည်မိလာခြင်းဖြစ်သည်ဖြောက်အောင်ကျော်ကြက်တီးဖြင်းထသွားသည်သူရက်လိုက်ရင်အတန်ကရက်သွားပြီးသူပြန်လျှောက်ရင်အတန်ကလိုက်လာသည်ထူးခြားသည်မှာထိုအတန်နှင့်အတူပုတ်ဆိုးနက်အနှံ့တစ်ခုကနှာခေါင်းထဲသို့တိုးဝင်လာခြင်းပဲသူစိတ်မထိန်နိုင်တော့ပဲနောက်သူလှည့်អော်လိုက်သည်ဘသူဘာလဲဗျနောက်မနေနဲ့နော်ဘာအတန်မှပြန်မကြားရသို့တော့လမ်းဘေးကကုတ်လေးထိုင်နေသည့်လူရိပ်တစ်ခုကိုမှိန်ဖြော့လာရောင်အောက်တွင်မြင်လိုက်ရသည်ထိုသူကခေါင်းငိုက်ဆိုင်ချထားပြီးလက်နှစ်ဖက်ကိုဒူးပေါ်တင်ကလက်ဖြောက်တီးနေခြင်းဖြစ်သည်ဟေးလူဘာလုပ်နေတာလဲအောင်ကျော်မေးလိုက်တော့လဲထိုသူကမဖြေလက်ဖြောက်တန်ကသာပို၍မြန်လာသည်ဖြောက်ထိုစဉ်အောင်ကျော်ဤဖုံးမီရောင်ကထိုသူမျက်နှာပေါ်သို့မတော်တဆကျသွားသည်အောင်ကျော်အသက်ရှူရမတက်ထိတ်လန့်သွားရသည်အကြောင်းမှာထိုသူ၌မျက်နှာမရှိပေချောမွနေသောအည်ပြားပင်ကြီးပေါ်တွင်ပါဇက်ပေါက်ဟုယူဆရသောနေရာမှသွေးပုံများစီးကျနေပြီးလက်ချောင်းများမှလည်းအယိုးစုများကဲ့သို့ရှေ့လျားကအသားများလိုးရဲကျနေသည်အောင်ကျော်ဆိုင်ကဲကိုပစ်ချပြီးရွာထဲသို့အတင်းလိပ်ပြမကပ်ပြေးတော်သည်အနောက်မှာထိုလက်ဖြောက်တန်ကြီးကပြေးလိုက်လာသလိုတဖြောက်နဲ့ကပ်ပါလာသည်အိမ်တကားကိုဝုန်းကနေဖွင့်ဝင်ပြီးအမောတကောထိုင်ချလိုက်မှအတန်ကပျောက်သွားတော်သည်သူ့အမေကအတန်ကြား၍ထွက်လာပြီးမေးသည်ဒါဘာဖြစ်လာတာလဲရုပ်ကလည်းတွေးမရှိတော့သလိုပဲအောင်ကျော်ကအမောတဆုပ်ဖြင့်ဖြစ်ချောင်းကုံစင်ကိုပြောပြလိုက်သည်သူ့အမေကနားထောင်ပြီးတပ်ပြင်းချကမီးအိမ်ကိုငိမ့်လိုက်ရင်ခက်အေးပဲပြန်ပြောသည်ဟောအဲ့ဒါလားအဲ့ဒီအတန်ကဒီလိုမျိုးမဟုတ်လားတားရဲ့ပြောဆိုနေအမှောင်ထဲတွင်သူ့အမိဤလက်ချောင်းများကအောင်ကျော်ဤနားရွက်နားလေးမှာပင်ဖြောက်ကနေမိသွားလေတော့သည်